Hello မင်္ဂလာပါကိုကျွန်တော်ဟိုဟာလေးပြပြပေးမယ်เนาะ3နည်းပြပြမယ်ဒါကတော့ကျွန်တော်တို့ website ပေါ့เนาะ website ဒါက brand ဒါကသတင်းတွေပေါ့เนาะသတင်းတွေဒါကတော့ product ပေါ့เนาะအဲ့လိုမျိုးရှိတယ်เนาะဒါဒီကနေလည်းသွားလို့ရတယ်เนาะဒါတွေကတော့တစ်ခုချင်းရှိတယ်ပေါ့เนาะโอเคဒီမှာကိုရီးယားစာတွေဖြစ်နေတယ်ဒီမှာကိုရီးယားစာဖြစ်နေအဲ့ဒါကျွန်တော်ရှင်းပြပေးမယ်เนาะဒါတမင်သက်သက်ထားတာပါအဲ့တော့ကျွန်တော်တို့ကဘာလုပ်အောင်ဆိုရင်ပထမဆုံး login ဝင်ရမယ် login ဝင်လို့ရှိရင် domain ရဲ့အနောက်မှာ /admin လို့ရိုက်လိုက် admin လို့ရောက်လို့ရှိရင်ဒီမှာ Google ပေါ်မယ်เนาะအဲ့ Google မှာ brother တို့ကိုကျွန်တော်ဟိုပါပေါ့เนาะဒီ admin လုပ်တဲ့လူတွေရဲ့ email ကိုကျွန်တော်ပေးလို့ရှိရင်ကျွန်တော်ဒီမှာတခါတည်းဟိုထည့်ထားပေးမှာเนาะအဲ့လူတွေပဲဝင်လို့ရအောင်တခြားလူတွေဝင်လို့မရအောင်เนาะအဲ့တော့ဒီမှာဝင်ပြီးတော့ဒီမှာရွေးလိုက်ပါဗျာဒီမှာကျွန်တော် account ထည့်ထားဆိုတော့ကျွန်တော် account နဲ့ကျွန်တော်ဝင်လိုက်မယ်ဝင်လိုက်ရှင် login ဝင်လို့ရပါပြီခင်ဗျ login ဝင်လို့ရပြီဆိုလို့ရှိရင်ဒီ dashboard ကိုသွားမှာပေါ့ dashboard ကိုသွားပြီးတော့ဒါ bill ရှိလို့เนาะအဲ့တော့page bill ကိုကြည့်လို့ရတယ် bill ကြည့်လို့ရှိရင်ရှိလို့ရတယ်เนาะအဲ့တော့ဒီကောင်ကဒီပထမဆုံးတွေ့ရတဲ့ဥစ္စာကပထမဆုံးတွေ့ရတဲ့ဥစ္စာဒါ slider brother ဒါ slider ဒါကြတော့ grid တွေပေါ့เนาะဒါကြတော့သတင်းတွေပေါ့အဲ့လိုပေါ့အဲ့တော့ဒီကောင်ပြင်လို့ရှိရင် slide down ကပြင်ရမယ် brother ကဒီပြင်မယ်ဆိုရင်ဒီကောင်ရွေးပြီးတော့ဒါလေးကို edit လုပ်လိုက် edit လုပ်လို့ပြင်လို့ရတယ်ပေါ့เนาะတော့ slider ကတော့များသောအားဖြင့်ကသူကဟို white ပေါ့เนาะဒီလိုဟို portrait ပုံစံမျိုးနဲ့ dimension လုပ်ရတယ်เนาะဟို square ကတော့မသုံးတာများပါတယ်เนาะအဲ့တော့ white ကိုပဲရွေးလိုက်ပုံတင် white ကိုရွေးလိုက်ရင်ဖြတ်လိုက်ရင်ရပြီเนาะဒါကတော့လောကျွန်တော်ပြင်ထားပြီမနော်အဲ့တော့အဲ့လိုလုပ်လိုက်ပြီးတော့ save လုပ်လိုက်ရင်ကျွန်တော်ရပြီအဲ့တော့နောက်တစ်ခါကျသတင်းတွေတင်လို့ရှိရင် article ရွေးရမယ်နော် article ရွေးရမယ် article ဒီလိုလုပ်လို့ရတယ်နော်new မှာလုပ်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ article ဒီမှာ category ရှိတယ် category ကိုဒီမှာဖော်ပြလို့ရတယ်အဲ့မှာသတင်းတွေထည့်ပါတော့ဥပမာဆိုရင်new ကြိုက်တာထည့်ပါတော့ showroom အကူကတော့ showroom ဖွင့်နေတော့ showroom ဆိုပြီးတော့တစ်ခါတည်းထည့်လို့လည်းရတယ်နော်အဲ့တော့အဲ့ဒါဆိုရင်အသစ်ထည့်လိုက်လို့ရှိရင်ဒီမှာအသစ်ထည့်လို့ရှိရင်ဒီမှာ new showroom ဆိုပြီးပေါ်တယ်နော်အဲ့တော့ဆက်လက်မှတ်ပြီးတော့ဒါတွေကထည့်လိုက်ဒါတွေကတော့ဟိုပုံမှန်3နေကြအတိုင်းပါပဲဒါတွေကပုံ article နဲ့သွားမဲ့ပုံtitle ဟိုဟာတွေပေါ့နော် media တွေရှိတယ်အဲ့တော့အဲ့ဒါထည့်လိုက်ရုံပါပဲ product ကလည်းဒီလိုပဲနော် product ကဒီလိုထည့်လို့ဆိုရင် product ကပေါ်သွားမှာပေါ့နော်အဲ့တော့အဲ့မှာဒီမှာ missing variant ဆိုတာတွေ့လိမ့်မယ်အဲ့ကောင်ပါလို့ဆိုကျွန်တော်တို့ကဘယ်လိုဖြစ်လာလဲဆိုရင် product ကလည်းဒီတိုင်းပဲ model ကနေပြီးတော့လုပ်ပြီးတော့ create လုပ်ရတယ်နော် product category ကြတော့ဒီမှာ product ရဲ့ category တိုင်းထည့်ရုံပဲဥပမာအခုရှိမှကျတော့ motorcycle ရှိမယ်ဗျာ3 bay ရှိမယ်battery bay ရှိမယ်အဲ့ဒါမျိုးကို set တည်ပြင်ထည့်လို့ရတယ်အဲ့တော့ဒီမှာတွေ့လိမ့်မယ်ဒီမှာဆိုရင် variant ပေါ်တာတွေ့လိမ့်မယ်အဲ့ဒါဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်တို့ဥပမာဆို Honda Click ပေါ့နော် Honda Click ကိုကထည့်လိုက်တယ်ဆိုရင် Honda Click မှာဥပမာဆိုရင်သူ့မှာအပြာရောင်ရှိမယ်အဖြူရောင်ရှိမယ်အနီရောင်ရှိမယ်ဥပမာအရောင်ချင်းမတူလို့ဈေးပြောင်းသွားတာမျိုးရှိတယ်ပေါ့နော်အဲ့မျိုးတွေဆိုရင်သူက variant ပုံစံမျိုး create လုပ်ပေးတာပေါ့နော်အဲ့တော့ပုံလေးထည့်အဲ့ဟိုပါပေါ့နော်အဖြူရောင်အပြာရောင်ဆိုပြီးတော့ကျွန်တော်တို့ထည့်ပေးရတာဒါကတော့အဲ့ရပုံမှန်ပါပဲဒါပါပဲနောက်ပြီးတော့ site နဲ့ပတ်သက်ပြီး setting တွေပြောင်းကျင်တော့ဒီ setting ထဲမှာဝင်ပြီးတော့ပြောင်းလို့ရတယ်เนาะဒီမှာဒီကောင်ကကြတော့ဒါ blog လေးတွေဘယ်လိုထားမလဲပုံစံမျိုးပေါ့เนาะ brand ကတော့ဒီမှာကျွန်တော်ထည့်ပေးလိုက်မယ်ဒီမှာ brand ပေါ်လာမယ် brand တွေကတော့အဲ့လိုလုပ်လို့ရတယ်ဒီမှာလည်းသူက display ပုံစံမျိုးပေါ့เนาะဘယ်ဟာမှာ product ကိုဒီလို drag ဆွဲပြီးတော့စီလို့ရတယ်ပေါ့เนาะဒီလိုစီလို့ရတယ်အဲ့ဒါဆို product အရင်ပြမယ် article နောက်မှပြမယ်အဲ့လိုပုံစံမျိုးလည်းလုပ်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာကြည့်ပြီးတော့ဥပမာဆိုရင်ဘယ်လိုပုံစံပြမလဲ3 column grid လား4 column grid လားဟုတ်လားဒါမှမဟုတ်စာပုံကဘယ်ဘက်မှာစာဘက်မှာကျွန်တော်တို့ battle grid ပုံစံမျိုးလားဒါမှမဟုတ် slider ပေါ့ slider ဆိုတာကသူက slider လိုပဲအပေါ်က slider လိုပဲဒါပေမဲ့သူ slider content type တော့မဟုတ်ဘူး slider ပုံစံမျိုးပေါ့နော် product တွေကိုဟို slide ပုံစံမျိုးနဲ့ပြတဲ့ဟာမျိုးတွေအဲ့မျိုးတွေလုပ်လို့ရတယ်နော်အဲ့ဒါလုပ်ပြီးတော့ဒီမှာ save လုပ်လိုက်ရင်ရသွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်ပြဒီမှာချင်းကျွန်တော်စီဒါကျွန်တော်တို့ကဒီသတင်းဟိုဟာထည့်တာဟို product ကိုနောက်မှထည့်ရတယ်ဆိုရင်အဲ့ဒါကိုဒီမှာလဲလိုက်လို့ဆိုရှင်ဒီမှာ product ကအရင်လာပါမယ်သတင်းကနောက်မှလာမယ်login log out တွေအားလုံးကိုဒီမှာလုပ်ရုံပဲဒါလုပ်ပြီး log out လုပ်ရင်ထွက်သွားပြီဒါပါပဲခင်ဗျ